ကျမကြီးအာမခံနဲ့အသက်အာမခံနှစ်မျိုးလုံးကိုတပြိုင်တည်းထားလို့ရလားမင်္ဂလာပါရှင်ကျမတို့ AI မြန်မာရဲ့ Financial Service ကိုစားလှယ်ဖြစ်တဲ့မက်ကေခိုင်ဝင့်ဖြစ်ပါတယ်ရှင်ကျမတို့ကျမကြီးအာမခံကိုအသက်အာမခံကိုတပြိုင်နက်တည်းထားလို့ရသလားဆိုလို့ရှိရင်အဖြေကတော့ရယုံတင်မကပဲနဲ့ထားကိုထားသင့်တာပါလို့ဖြေရမှာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမတို့ဒီဗီဒီယိုလေးထဲမှာအတူတူကြည့်လိုက်ကြရအောင်အရင်ဆုံးကျမတို့ကျမကြီးအာမခံနဲ့အသက်အာမခံကိုရောထွေးနေတဲ့မိတ်ဆွေတွေရှိတဲ့အတွက်ဒီနှစ်ခုကဘာကွာလဲဆိုတာကိုအရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့ကျမတို့နေမကောင်းဖြစ်လို့ဆေးရုံတက်ရတဲ့အခါဆေးရုံစရိတ်နဲ့ခွဲစိတ်ရမယ့်ကုန်ကျစရိတ်တွေကိုအကာအကွယ်ပေးတာဖြစ်ပါတယ်။ပြောရမယ်ဆိုလို့ရှိရင်ကျမတို့အသက်ရှင်နေစဉ်ကုန်ကျမယ့်ကျန်းမာရေးကုန်ကျစရိတ်အခက်အခဲတွေအတွက်ဖြစ်ပါတယ်။ဒါကတော့အာမခံထားသူမရှိတော့တဲ့အခါမျိုးဒါမှမဟုတ်ကိုရှင်သန်နေစဉ်အတွင်းမှာလည်းအကျိုးခံစား권တွေကိုရရှိမဲ့အာမခံအမျိုးအစားမျိုးဖြစ်ပါတယ်။မိသားစုနဲ့မိမိရဲ့အနာဂတ်အတွက်ဖြစ်ပါတယ်။ဘာကြောင့်နှစ်မျိုးလုံးပြိုင်တူထားတဲ့တယ်လဲဆိုလို့ရှိရင်အကာအကွယ်ပေးတဲ့နေရာချင်းမတူလို့ပဲဖြစ်ပါတယ်။ကျမတို့ကျန်းမာရေးအာမခံကဆေးရုံစရိတ်ကိုတာဝန်ယူပေးပေမဲ့မိသားစုရဲ့အနာဂတ်အတွက်စုဆောင်းငွေမဖြစ်စေပါဘူး။ကျမတို့အသက်အာမခံကတော့စုဆောင်းငွေအဖြစ်ကောအကာအကွယ်အဖြစ်ကောအသုံးဝင်ပါတယ်။အကယ်၍မတော်တဆတစ်ခုခုဖြစ်ခဲ့ရင်ကျန်းမာရေးအတွက်ကုန်ကျစရိတ်ကိုအာမခံကအကာအကွယ်ပေးပါတယ်။နောက်ပိုင်းအတွက်လည်းအသက်အာမခံကရှိနေတော့မိသားစုဝင်တွေရဲ့ငွေကြေးအတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့ရှင်။ဒါကြောင့်အာမခံနှစ်မျိုးလုံးကိုတပြိုင်နက်တည်းထားတာဟာကျမတို့ကိုရောကိုမိသားစုကိုပါနှစ်ထပ်ကွမ်းအကာအကွယ်ပေးလိုက်တာပဲဖြစ်ပါတယ်။အာမခံထားတော့မယ်ဆိုရင်မိမိရဲ့ဝင်ငွေနဲ့ကိုက်ညီတဲ့ပရီမီယံကြီးကိုတိကျတွက်ပြီးရွေးချယ်ဖို့အကြံပြုလိုပါတယ်။ဒီနေ့ကျမပြောပြတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ထပ်သိလို့တဲ့မေးခွန်းတွေရှိရင်လည်း comment မှာမှတ်ပြီးတော့မေးခဲ့လို့ရပါတယ်ရှင်။ကျမတို့ AI မြန်မာရဲ့ One Health Solution ကျန်းမာရေးအလုံးစုံအာမခံနဲ့ Universal Life သက်သာရွေးချယ်အသက်အာမခံရဲ့အကြောင်းများကိုအသေးစိတ်သိရှိလိုပါကအချိန်မရွေးဆက်သွယ်မေးမြန်းပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးများတင်ပါတယ်။